Okay, I do so ni naro the man naro so that cook 8 $1 each in it, no? $1 each in it so that the may online up your man Cassini de Gauniqua. I may online got Cassini da who the Mila one in Tunayale, the may online Taika de no, Taika de Navido, the Spider-Man, Batman, Iron Man, Superman, Power Ranger League on the wall. I go no may online, Taika Jade. I take my mail line, ICG, and video, they ask the video, they go to be I said only as a don't know. Okay, ba. Soပြောပြနေတဲ့ပုံပြင်ကိုဆက်ပြီးပြစုံစုံဖြောင်ပြောပြပေးပါမယ်။နားထောင်ကြည့်အောင်လား။ရှေ့တုန်းကမြန်မာနိုင်ငံတော်ကြီးမှာမင်းအွန်လိုင်းဆိုတဲ့လူဆိုးကြီးအတိုင်းပြည်တို့ဖျက်ဆီးဖို့ကြံစီနေတဲ့။အဲ့ဒီအချိန်မှာပဲကမ္ဘာတစ်ဖက်ချမ်းက Spider-Man နဲ့ Superstar တွေဖြစ်ကြတဲ့ Superman တို့ဟာမြန်မာနိုင်ငံရဲ့အော်ဟစ်တန်ကိုကြားပြီးချက်ချင်းပဲရောက်လာကြတယ်။ Gotham မြို့က Batman နဲ့ Iron Man တို့ကလည်းသူတို့ရဲ့နီးပညာတွေနဲ့အချက်ပြမှုကိုရရှိပြီးအဲ့ဒီကိုရောက်လာကြတယ်။အဲ့လိုမျိုး super hero တွေစုမိသွားချိန်မှာပဲမီးလက်ဝါးနေထွန်းနိုင်ရလဲမင်းအွန်လိုင်းရဲ့ရက်ဆက်ရုံမှမှုတွေကိုမခံနိုင်လို့ဝင်ရောက်တိုက်ခိုက်ဖို့ရောက်လာတဲ့။ Spider-Man ကပါနစွာနဲ့စုံစမ်းထောက်လှမ်းပြီး Batman ကပြူဟာခင် Iron Man ကနီးပညာနဲ့ပံ့ပိုး Superman ကရှေ့တန်းကနေတိုက်ဆွဆင် Power Rangers တွေကလည်းသူတို့ရဲ့ dinosaur ဆက်ရုပ်ကြီးတွေနဲ့အစွမ်းကိုတိုက်ခိုက်ကြတာပေါ့။နောက်ဆုံးတော့Superhero အားလုံးနဲ့မြန်မာပြည်သူတွေရဲ့ညီညွတ်မှုကြောင့်မင်းအွန်လိုင်းရှုံးနေသွားပြီ။သူ့ကိုနိုင်ငံတကာတရားရုံး ICG ကတရားစွဲဆိုပြီးကြိုးပေးသက်လိုက်ရတဲ့။မြန်မာနိုင်ငံကြီးလည်းဘေးအန္တရာယ်ကကင်းဝေးပြီးပျော်ရွှင်အေးချမ်းသွားတာပေါ့။